သားနဲ့သမီးကိုစားနောက်ချင်တိုင်းစားနောက်နေတဲ့ရာဇာနေဝင်းကိုစိတ်မဆိုးဘဲနဲ့မထင်မှတ်ထားတဲ့ပုံနဲ့တုံ့ပြန်ခဲ့တဲ့အိန္ဒြာကျော်စင်မင်္ဂလာပါပရိသတ်ကြီးရေအိန္ဒြာကျော်စင်နဲ့ရာဇာနေဝင်းတို့ကမောင်နှမတဝမ်းခွဲတော်ဆက်ကြတာလည်းဖြစ်ပါတယ်အိန္ဒြာကျော်စင်တို့ဟာအနုပညာမျိုးရိုးကြီးသူတွေဖြစ်သလိုအကုန်လုံးကလည်းချောမောလှပကြပြီးတီတီတန်းတန်းသာနေထိုင်တတ်ကြပေမယ့်ရာဇာနေဝင်းတယောက်ကတော့တမှုထူးခြားပြီးတော့ဘသူနဲ့မှမတူပဲကွဲပြားလို့နေတာလည်းဖြစ်ပါတယ်ရာဇာနေဝင်းကတော့အပြောအဆိုကအစာကွဲပြားသလိုပေါက်တက်ကြအပြုမှုတွေနဲ့သာပြည့်နှက်လို့နေတာပါ။ဒါကြောင့်မို့လို့လည်းအမအရင်ဖြစ်တဲ့ဟီမာနေဝင်းနဲ့လည်းတိတ်မတည့်ကြပါဘူး။အမဖြစ်သူနဲ့အဖေဖြစ်သူကိုဆိုရင်လည်းသဘောမကောင်းမဲ့စိတ်ပုတ်တဲ့သူတွေလို့ရာဇာနေဝင်းကအင်တာဗျူးတွေမှာဖြေဆိုတတ်ပါတယ်။အိန္ဒြာကျော်စင်နဲ့ရာဇာနေဝင်းတို့ကဆွေမျိုးတော်ဆက်ကြပေမယ့်တိတ်ပြီးတော့မဆုံးဖြစ်ကြပါဘူး။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့သူတို့ရဲ့တူမတယောက်မင်္ဂလာဆောင်တာကြောင့်အမျိုးအလုံးဆောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။အိန္ဒြာကျော်စင်ကလည်းသမီးဖြစ်သူပြည်သူတော်နဲ့သားဖြစ်သူပြည်တီတော်တို့ကိုပါပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။သားနဲ့သမီးကအမျိုးတွေအားလုံးနဲ့ဆုံရသလိုရာဇာနေဝင်းနဲ့လည်းဆုံခဲ့ကြတာဖြစ်ပါတယ်။ရာဇာနေဝင်းကတူနဲ့တူမတို့ကိုဆုံတွေ့တဲ့အချိန်မှာသူ့ရဲ့ထူးထူးဆန်းဆန်းဘလော့တွေကိုထည့်ရိုက်ခဲ့ပါတယ်။သူ့ရဲ့360ဒီဂရီနဲ့ဆွဲရိုက်တဲ့ရိုက်ချက်မျိုးတွေနဲ့ဘလော့ရိုက်တာကိုကြိုက်နေတတ်တဲ့ရာဇာနေဝင်းကတူနဲ့တူမတွေကိုသူ့ရဲ့ဘလော့တွေထဲကိုထည့်ရိုက်ခဲ့တာပါ။ဒါကြောင့်မလို့ရုပ်ရည်ချောမောကြတဲ့ပြည်သူဒရာနဲ့ပြည်တီဒရာမှာလည်းရုပ်တွေကရည်စရာကောင်းနေခဲ့ပါတယ်။ဒါအပြင်ရာဇာနေဝင်းကပြည်သူဒရာနဲ့ပြည်တီဒရာတို့ကိုလည်းစားနောက်နေခဲ့တာပါ။ပြည်တီဒရာကိုလည်းပြည်တီဦးနဲ့ဘာတော်တလဲဆိုပြီးမေးကဘာဖလားလို့ပြောခဲ့ပါတယ်။ရာဇာနေဝင်းကအခုလိုပြောတာကြောင့်ပြည်တီဒရာလေးကတော့ကြောင်တောင်တောင်နဲ့ဖြစ်သွားခဲ့ရတာပါ။ပြည်သူဒရာကိုလည်းအိန္ဒြာကျော်စင်နဲ့ဘာတော်လဲလို့မေးပါတယ်။ပြည်သူဒရာကမေမေလို့ပြောတာကိုရာဇာနေဝင်းကမြည်လားဆိုပြီးစားနောက်နေခဲ့တာပါ။ပြည်သူ့တော်ကတော့ဦးလေးကိုနားမလည်နိုင်တဲ့မျက်နှာထားနဲ့ဖြစ်သွားခဲ့ရတာပါအခုလိုမျိုးပေါက်တက်ကြရတွေစားနောက်နေတဲ့အပေါ်မှာအိန္ဒြာကျော်စင်ကတော့စိတ်မဆိုးပဲဘီနာကနေရည်နေခဲ့တာပါရာဇာနေဝင်းအကြောင်းကိုသိထားတဲ့သူဖြစ်တာကြောင့်ကလေးတွေနဲ့တွေ့ရင်အထူးဆန်းတွေရှောက်ပြောမယ်ဆိုတာကိုကြိုသိထားပြီးသားပါဒါကြောင့်မို့လို့လေဦးလေးစားနောက်တာခံနေရတဲ့သားနဲ့သမီးဖြစ်သူကိုကြည့်ပြီးအာရပါရရည်လို့နေတာပါရာဇာနေဝင်းဟာပြည်သူ့ထွာနဲ့ပြည်တီရွာတို့ကိုတင်စားနောက်နေတာမဟုတ်ပဲမိတိုးခိုင်ကိုပါစားနောက်နေတာလည်းဖြစ်ပါတယ်။ချောမောလာပါတဲ့တူမလေးတွေကိုလည်းရည်ချင်းစရာနာမည်တွေပေးကစားနောက်နေခဲ့ပြန်ပါတယ်။ရာဇာနေဝင်းကြောင့်ပဲအိန္ဒြာကျော်စင်ကတော့သဘောကျကရည်နေခဲ့တာလည်းဖြစ်ပါတယ်။အခြားသူတွေကစားနောက်ခံရတာကိုတိတ်မကြိုက်ကြပေမယ့်အိန္ဒြာကျော်စင်ကတော့အကောင်းမြင်ကပျော်ပျော်သားနေတတ်တာကြောင့်စိတ်ဆိုးတာမျိုးလည်းတိတ်မရှိပါဘူး။မိသားစုတွေစုံတဲ့အချိန်မှာလုံသမက်အပြုမှုတွေကိုမကောင်းတာမတွေးပဲအကောင်းလို့သာတွေးထားခဲ့တာပါ။အိန္ဒြာကျော်စင်တို့ဆွေမျိုးတွေအကုန်လုံးကတိုက်ဝန်းဝန်းနဲ့တယောက်ကိုတယောက်လည်းအချိန်ပေးဂရုစိုက်ကြပါတယ်။ပျော်ပျော်နေတတ်ကြတဲ့အတွက်ကြောင့်လည်းအကုန်လုံးကနုပြိုကချောမောလှပနေကြတာလည်းဖြစ်ပါတယ်။ပြည်သူ့ဒရာနဲ့ပြည်တီတာတို့ဆိုရင်လည်းအိန္ဒြာကျော်စင်ရဲ့ချောမောတဲ့အမွေတွေကိုအပြည့်အဝဆက်ခံထားကြပါတယ်။ရုပ်ရည်လေးတွေကချောမောလှပတာကြောင့်မင်းသားမင်းသမီးတွေအဖြစ်ပရိသတ်တွေကမြင်မြင်နေကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အခုလက်ရှိမှာတော့အိန္ဒြာကျော်စင်တို့မိသားစုလေးကအနုပညာအလုပ်တွေကိုဆက်မလုပ်ဘဲနေထိုင်နေကြတာလည်းဖြစ်ပါတယ်။ငါဘယ်လိုခေါ်လဲ။ပြည်သူနဲ့ပါတော့လေ။ပြည်သူနဲ့ပါတော့လေ။အဘ။ငါဘယ်လိုခေါ်လဲ။အင်္ဂါဦးနဲ့ပါတော့လေ။ညီ။ပြည်သူနဲ့ပါ